အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ချင်းရတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေကိုဘဝတုဒ္ဒရှိစေတယ်ဘဝတုဒ္ဒရစေမယ်ပေါ့နော်ကိုယ့်ရဲ့အသိဉာဏ်တွေအလင်းတက်တွေဖွင့်ပေးမယ်ပညာရက်တွေကိုမျှဝေပေးနေတယ်မလက်ရမုံပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျမပြောပြပေးခြင်းတဲ့အကြောင်းအရာတွေရှိပါရနော်ဒီနေ့ကဆိုလို့ရှိရင်ကျမတို့တွေ24ရက်3လ2026အင်္ဂါနေ့ဖြစ်ပါတယ်ပေါ့နော်ကျမကဒါပေမဲ့ဒီအကြောင်းလေးကိုမနေ့ကတည်းကတင်ပေးနေတာပါဒါပေမဲ့ကျမမနေ့တော့ဘလို့မှမအားရရဲ့ကျမတို့ရှိမှမီးတွေပြက်နေရတဲ့အကြောင်းကျမကဒီဗီဒီယိုဖိုင်လေးကိုနောက်ကျမှတင်ပေးရခြင်းပဲဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ကျမကမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေကိုပေါ့နော်ကျမကဗမာဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ပေါ့ကျမလုပ်တဲ့ကောင်းမှုကုသိုလ်လေးကျမလုပ်တဲ့ဒီဟိုပါပေါ့နော်ကျင့်စဉ်လေးကျမရုပ်ပွားတဲ့ခါတာလေးတစ်ခုကိုမျှဝေပေးခြင်းနဲ့ဘလို့လေးလဲဆိုတော့ကျမကမနေ့ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုတောက်တော်ရည်ချမ်းလှူတယ်မျက်နှာတက်တော်သုံးတော်ရည်လှူတယ်ပေါ့နော်ရှင်ရဟန္တာရှင်မြတ်ကြီးဖြစ်တဲ့ရှင်သေဝရိကိုတော်ကြီးကိုလည်းလှူတယ်အဲ့တော့လှူပြီးတဲ့အခါမှာမလေးကဒီနေ့ပန်းဖြူလေးတွေကျဲပန်းဖြူလေးတွေကိုဒီနေ့လှူထားတယ်လှူထားပြီးတဲ့အချိန်မှာမလေးကဒီနေ့ပေါ့နော်ဒီနေ့အပွင့်ထက်ရှိတယ်လို့တချို့ဘေးဒင်ဆရာတွေကပြောကြတယ်ဒီနေ့ကအပွင့်တက်ရှိတယ်ကံပွင့်စေတယ်လက်ပွင့်စေတယ်ငွေဝင်စေတယ်ငွေရွှင်စေတယ်ဆိုတဲ့အပွင့်တက်ရှိတယ်လို့ဘေးဒင်ဆရာတွေကပြောကြတာဖြစ်လို့ပန်းလေး၃ပွင့်ကိုပွင့်နေတဲ့ပန်းဖြူလေး၃ပွင့်ကိုတဲ့ဖះမှာလှူပေးပါတဲ့ဒါပေမဲ့မလေးကအခုဒီမှာပွင့်နေတဲ့ပန်းလေးကခန်းကော်ပန်းလေးဖြစ်တဲ့အတွက်ခန်းကော်ပန်းလေး၃ပွင့်ကိုလည်းမလေးကမနေ့ကဖះလှူတယ်အဲ့လိုလှူပြီးတော့မလေးကနေပြီးတော့ပေါ့နော်ဒီနေ့ထပ်ပြီးတော့ခရီးပန်းကတော့မလေးနေတိုင်းလှူတာပေါ့နော်ခရီးပန်းနေတိုင်းလာပို့တဲ့အဒီရှိတယ်အဲ့အမပြည့်တဲ့လာပို့တဲ့အတွက်နေတိုင်းကတော့ဖះနဲ့ရဟန္တာယုံနေတိုင်းခရီးပန်းကုန်းလှူတယ်လှူပြီးတော့ဒီနေ့မလေးကဒီနေ့ထူးခြားတာလေးတစ်ခုပြောပြချင်တာကဒီနေ့အရဟံသိဋ္ဌိဆိုတဲ့ဖျားခုံတော်လေးကိုကျမကဒီပေါ့နော်တတ်နိုင်လို့ရှိရင်တော့ပတိကိုပတ်ပေါ့နော်မတတ်နိုင်ဘူးဆိုလို့ရှိရင်လည်း28လုံးပတိနဲ့တစ်ပတ်ပေါ့ဒါမှမဟုတ်108လုံးပတိနဲ့တစ်ပတ်ပေါ့ဒီလိုမျိုးလေးကျမကစိတ်စေချင်ပါတယ်လို့ဘလို့ထူးခြားမလဲဆိုလို့ရှိရင်တော့လောက်ကြည့်ပေါ့နော်ကျမကဒါကတော့လောက်ကြည့်မှသိမှလေကျမကထူးခြားတယ်ဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့ထူးခြားခြင်းမှထူးခြားမှာနော်နောက်ထပ်ဒါကတော့ကျမဒီနေ့ကြည်စင်လေးအတွက်ဒီနေ့ပေါ့နော်အပွင့်တက်ရှိရဲ့နေမို့လို့ပေါ့နော်ဘေးဒီဆရာတွေပြောတယ်ဘာနေညာနေမို့လို့ဆိုတာလည်းဖြစ်မှာပေါ့နော်ဒါပေမဲ့ကျမကဒီနေ့ဒီလိုလေးအပွင့်ပန်းလေး၃ပွင့်လှူတယ်ဒီဂုံတော်ပတိလေးကိုဒီအရဟံသိဋ္ဌိဆိုတဲ့ပတိလေးကိုပတိကိုပတ်လောက်လေးဒီနေ့အဋ္ဌာအနေနဲ့တင်ပြီးတော့စိတ်စေခြင်းပါတယ်ရှင်ထူးခြားတာရှိရင်လည်းမလဲရဲ့ဗီဒီယိုလေးအောက်မှာကွန်မန့်လေးတွေလာရေးပေးအောင်နော်ဒါကျမတို့ရဲ့ဘဝမှာအခက်အခဲတွေကြုံလာပြီဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်ကြည်ကြံခဲ့တဲ့ကျမတို့ကိုယ်တိုင်အားထုတ်ခဲ့တဲ့ဒီပညာရက်တွေကဘယ်နေရာမှာပဲအသုံးချကျမတို့တွေကအောင်မြင်တယ်ပြီးမြောက်တယ်ပေါက်ရောက်တယ်ဆိုတာကိုကျမကကိုယ်တွေးကြုံခဲ့ဘူးသူမို့လို့ကျမကဒီနေ့မျှဝေပေးလိုက်ပါတယ်ချစ်ရတဲ့မိတ်ဆွေတငယ်ချင်းကြီးကိုမောင်နှမတို့ရှင်ကျမတို့တွေဖျားကုံတော်တွေဆိုတာကတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုရွတ်ပွားတရေစေပူဇော်ရတာဖြစ်လို့တကောအနန္တများပြားပါတယ်နော်ဒါပေမဲ့လို့ကျမတို့တွေပုထုဇဉ်လူသားတွေမှာနေ့စဉ်လိုအပ်ချက်တွေရှိနေတယ်ဘဝရဲ့မပြည့်စုံခြင်းတွေကိုပြည့်စုံမှုအတွက်ဆိုလို့ရှိရင်ကျမတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေပြီးသားဖြစ်တဲ့ကောင်းမွန်တဲ့ energy စွမ်းအားတွေနဲ့ပေါင်းဆက်ပြီးတော့အသုံးချသွားပါမယ်။ကျမဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကြည်စည်လေးတစ်ခုအနေနဲ့တော့အရဟံသိဋ္ဌိကိုတနေ့ကိုပတိ3ပတ်ပဲစိတ်သွားပါလို့ကျမကညွန်ပြပေးခြင်းနဲ့ဒါပေမဲ့အရဟံသိဋ္ဌိကိုရိုးရိုးလေးစိတ်လို့တော့မရပါဘူးရှင်။ပထမဆုံးအနေနဲ့အရဟံသိဋ္ဌိကိုမစိတ်နိုင်သေးဘူးဆိုရင်တော့စတင်ကြည်ကြဲအားထုတ်ခြင်းသူတွေအနေနဲ့အရဟံဂုဏ်တော်လေးကိုတော့ပတိ3ပတ်ရအောင်စိတ်ရပါမယ်ရှင်ပထမဆုံးပတိတစ်ပတ်ပဲရတယ်ဆိုလို့ရှိရင်လေဒါကိုယ့်ရဲ့အောင်မြင်မှုပါပဲနော်ဟာအရဟံဂုဏ်တော်ရွတ်တာလောလဲလေးပဲလေဘာဖြစ်လို့ငါပတိတစ်ပတ်မရမှာလဲလို့တော့ကျမကိုမပြောနဲ့နော်ကျမပရိစိတ်ခိုင်းမယ်ပရိစိတ်နီလေးကမိတ်ဆွေတို့ရဲ့အတွင်းစကြဝဠာကဓာတ်တွေကိုဖွင့်ပေးမဲ့နီလန်းလေးဖြစ်လို့ပို့ပြီးတော့ next time ပါတယ်ထူးမြတ်ပါတယ်ရှင်ကျမတို့ရဲ့အရဟံဂုဏ်တော်ရဲ့အနက်ဒိဗ္ဗေကိုတော့ပွားများရမယ်နော်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံမကောင်းမှုကိုစိတ်ကိုယ်ရာနှမ်းနိုင်ပင်ပြုတော်မမူသောမြတ်စွာဘုရားအရဟံ
လူနတ်တို့ဤပူဇော်ထူးကိုခံရတော်မူထိုက်သောမြတ်စွာဘုရားဆိုပြီးတော့ကျမတို့မြတ်စွာဘုရားရှင်ကိုအာရုံပြုရပါမယ်ပြီးလို့ရှိရင်ကျမတို့ဒီပတိလေးပေါ့နော်တရားရှင်လုံးပတိကုန်းကိုကင်ပြီးတဲ့အခါကျလို့ရှိရင်ကျမတို့တင်ပြင်ငွေလေးထိုင်ပြီးတော့အသက်ကိုတဝါကြီးရှူသွင်းလိုက်မယ်အဲ့လိုရှူသွင်းလိုက်ပြီဆိုတာနဲ့ကျမတို့တွေကနော်အသက်ကိုအောင်းလိုက်မယ်အောင်းပြီးတော့အရဟံဂုံတော်ရဲ့အ내ဒိတ်ဘွယ်လေးကိုပွားပြီးတော့အရဟံကိုပတိတစ်ဖက်ရအောင်အရင်ဆုံးစိတ်ပါလို့ဒီနေ့လမ်းညွန်ပြသပေးခြင်းပါတယ်ရှင်